ဒီမျိုးသားကသူတို့ရဲ့လှုပ်ဝက်တွဲနေတဲ့ရီးစားဘဝကိုရှေ့ဆက်ဖို့စိတ်ကုန်လာခဲ့တယ်။ဒါကြောင့်ဒီနေ့ပဲပြက်ဆဲဖို့ဆုံးဖြတ်လိုက်ပြီးရီးစားဖြစ်သူအသေးချာပြင်ပေးထားတဲ့သပင်ပုံစံကိုတမင်တကာဖော်ပြလိုက်တယ်။သူဝယ်ပေးထားတဲ့အကြည့်တွေကိုလည်းပြန်ပေးဖို့လုပ်တာပေါ့။ဒါပေမဲ့ကောင်မလေးကလုံးဝအပြတ်မခံနိုင်တာကြောင့်သူ့ကိုအတင်းဖက်ထားပြီးမလွတ်ပေးဘူး။အဲ့ဒီလိုနဲ့နှစ်ယောက်သားအိမ်ရှိတကားဝမှာလုံးထွေးပြီးရုန်းကန်နေတော့ရုတ်တရက်အပြင်ကနေတကားပွင့်လာပါလေရောကောင်မလေးရဲ့မိဘတွေကတကားဝမှာတင်ကြောင်အန်းနဲ့ရက်ကြည့်နေကြတာပေါ့မကြခင်မှာပဲသူတို့၄ယောက်စလုံးထမင်းစပွဲမှာစိတ်မသက်မသာနဲ့ထိုင်နေကြရတယ်အဖေဖြစ်သူရဲ့မျက်နှာကတော့တကယ်ကိုကြောက်စရာကြီးပိုဆိုးတာကဒီလူငယ်ဟာလမ်းခွဲဖို့လာတာဆိုတာကိုမိဘတွေကလုံးဝမသိကြတာပါပဲတမီးဖြစ်သူကအခြေအနေကိုလိုက်ဖာတဲ့အနေနဲ့သူအဲ့လိုဂျာကင်ချွတ်လိုက်တာပါလို့ကြပြကြရပြောရှာတယ်ဒါပေမဲ့မိဘတွေကတော့ဒီစင်ကြေကိုလုံးဝမယုံပါဘူးအမေဖြစ်သူကအဲ့ဒီအမျိုးသားကိုမင်းကသမီးရဲ့ဘာကိုသဘောကျတာလဲလို့တဲ့တိုးပဲမေးလိုက်တယ်အမျိုးသားလည်းခဏလောက်ထစ်အဖြစ်သွားအားပြီးမှသူကချောလို့ပါဆိုပြီးမနှဲညစ်ထုတ်ပြီးဖြေလိုက်ရတယ်အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာပဲသမီးကအန်အောပြီးပါဇက်သေးကထမင်းတွေကိုတီးပြီးသွေးထွက်မတက်မှုတ်ထုတ်မိပါလေရောထမင်းဖက်တွေလည်းအကြည့်ပေါ်စင်ကုန်တာပေါ့သူလည်းပြပြတလဲနဲ့တန်ရှင်းရေးလုပ်ဖို့တန့်စင်ခန်းထဲပြေးဝင်သွားရတယ်ထမင်းစပွဲကအခြေအနေကတော့လုံးဝကိုအေးခဲသွားခဲ့ပြီးမှန်ရှိမှာသမီးဖြစ်သူကသွားကြတဲ့ထမင်းဖက်ညက်နေတာကိုတွေးလို့တော့ပုတ်တန်နဲ့ထိုးဆွနေတော့စောစောကစားခဲ့တဲ့ဟင်းကလည်းအရသာထူးဆန်းနေတာကြောင့်မအံပဲအော့အန်တန်တွေထွက်လာပါလေရောတန့်စင်ခန်းထဲကနေအော်နဲ့အော်အန်တန်ကြီးထွက်လာတဲ့အခါမှာတော့အပြင်ကအမျိုးသားခများလန့်ဖြတ်သွားပြီးကောင်မလေးရဲ့မိဘတွေဘက်ကိုမျက်နှာကြီးတောင်းကြီးနဲ့လှည့်ကြည့်လိုက်မိတယ်မိဘနှစ်ပါးစလုံးကသူ့ကိုလူတက်မတက်စူးစိုက်ကြည့်နေကြပြီလေကောင်မလေးထမင်းစားပွဲကိုပြန်ရောက်လာတော့အဖေဖြစ်သူကသမီးပါလို့အန်နာလဲဟင်းကမကောင်းလို့လားအစင်မပြေလို့လားလို့မေးတော့တာပေါ့ကောင်မလေးကရှက်ကိုရှက်ကန်းနဲ့သမီးအော်တန်ကြီးကြားလိုက်ရလို့အားနာလိုက်တာလို့ပြောပြီးငုံကြည့်ရင်ဒါကြီးကဘလို့မှဖျက်လို့မရဘူးဖြစ်နေတယ်လို့ဆက်ပြောတယ်သူပြောတာကအကြီးကအစွန်းထင်းကိုပြောတာပါဒါပေမဲ့လူကြီး၃ယောက်စလုံးကြားလိုက်တာကတော့ဘိုက်ထဲကကလေးလို့ထင်သွားကြတာပေါ့အဲ့ဒီမှာတင်အမျိုးသားလဲချေမခိုင်တော့ပဲလူကြီးနှစ်ယောက်ရှေ့မှာဒူးထောက်ကျသွားပြီးကျွန်တော်တာဝန်ယူပါမယ်တမီးကိုတသက်လုံးချစ်ပြီးဘယ်တော့မှပြစ်မသွားပါဘူးလို့လက်ခမောင်းခက်ကလေးတွေပေးပါလေရောကောင်မလေးခမရတော့လုံးဝကိုကြောင်အန်းသွားပြီးဒါဘာတွေဖြစ်ကုန်တာလဲဆိုပြီးပါမှန်းကိုမသိတော့ပါ